ဒီမင်းတို့ဒီနေ့စလွန်းတိုက်တဲ့တူတာဘက်တာဆိုတဲ့ကားမျိုးစားနဲ့ပြောပြမှာဖြစ်တယ်တူတာဘက်တာတော့မြန်မာနိုင်ငံလူတွေအမြင်မဲ့စိမ့်လောက်ပါဘူးဘက်တာကို2005ခုနှစ်လောက်တုန်းကစတင်ထုတ်လုပ်ပြီးတော့2005ခုနှစ်နိုဝင်ဘာပထမဆုံးရုပ်ကိုစထုတ်ခဲ့တယ်ပြီးတော့2008ခုနှစ်အောက်တိုဘာမှာပထမဆုံးရုပ်ပြောင်းကိုစတင်ထုတ်လုပ်ခဲ့တယ်ဘက်တာမှာပါတဲ့ခြေစီချိုးကတော့ DBA SCP 92 DBA KSP 92နဲ့ CBA NCP 96တို့ပဲဖြစ်တယ်DBA SCP 92ကြတော့သူက 1300cc 2V ဖြစ်မယ် CBA NCP 96ကြတော့ 1300cc 4V ဖြစ်မယ်နောက်ဆုံး DBA KSP 92ကြတော့သူက 1000cc ကိုမှ 2V နဲ့ဖြစ်မယ်ဘိုင်တာမှာပါတဲ့ grade အချို့ကတော့ business grade ရှိမယ် H ရှိမယ် HL ရှိမယ် G ရှိမယ် HS ရှိမယ်ပထမဆုံး business grade ကြတော့သူကရိုးရိုးပဲတာမန်လက်လက်နဲ့ဘာမှတော့ future က predictor ဘာမှမပါဘူးနောက် H grade ကြတော့သူက power window တွေပါလာပြီမှန်ကျိုးမှန်ကောက်တွေပါလာပြီ digital aircon တော့မဖြစ်သေးဘူး aircon ကကြောက်ချက်နဲ့ပဲဖြစ်မယ် HS grade က sport type ဖြစ်တဲ့အတွက် RPM ဒိုင်ခွက်နှစ်ခုပါမယ် LED spoiler တွေပါမယ်ပြီးတော့စကတ်ပတ်လေပါမယ် HX grade ကြတော့ aircon digital ဖြစ်သွားမယ်ဗတ်မမီကြောက်တွေပါမယ်ပြီးတော့နောက်ထိုင်ကုန်လက်တင်ရဲ့ပါမယ် G grade ကြတော့ vector မှာအမြင့်ဆုံး grade ဖြစ်တယ် push step ဖြစ်သွားမယ်ပြီးတော့ digital aircon ပါမယ်ပြီးတော့သူက HX grade မှာပါတဲ့အတိုင်းအားလုံးပါမယ်နောက်ဆုံးသူက CRM မှာ volume control ရဲ့ပါလာမယ်အဓိကမှတ်ထားမှာသူက DBA KSP 92လို့ခေါ်တဲ့ 1000cc မှာသူက 2V ပဲလာတယ် 4V မလာဘူး grade အနေနဲ့လည်း XL နဲ့ G grade မရှိဘူးဒီဗီဒီယိုလေးကလူချင်းမင်းအတွက်အကျိုးရှိမယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးပါနောက်တဲ့ဗီဒီယိုများမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တော့ Heady ပါအားလုံးကျေးဇူးတင်ပါတယ်